Gachabuda season 1အားလုံးလည်းကြည့်ပြီးသွားပြီထင်ပါတယ်ဒီဗီဒီယိုကတော့ Gachabuda season 1ရဲ့အဆက်ဖြစ်တဲ့ Manga chapter 89ကနေစပြီးတော့ Gachabuda season 1ရဲ့အဆက်ကိုသင်ပေးသွားမှာပါကဲအမှားကနေပြန်လိုက်ကြိုးစားပါတယ်ဗီဒီယိုလေးကိုပြန်လေးခံပြီးကြည့်ကြဖို့လည်းတိုက်တွန်းပါရစေအချိန်မဆွဲဘဲနဲ့စလိုက်ရအောင်အေမိုတယောက်ဖမ်းချုပ်ခံရတာရက်တီကြတာနဲ့မြစိတ်တွေလည်းမမှန်တော့ပဲနဲ့စိတ်ပြောင်းလဲတွေစတင်မြန်လာခဲ့ပါတယ်ပါဇက်ကလည်းလှုပ်ပေးဖို့တသွတ်တောင်းဆိုနေမိပြီးတော့စက္ကန့်ပိုင်းအတွင်းမှာစိတ်ပြောင်းလဲပေါင်းများစွာစတိုက်ဖြစ်နေပြီးတော့အေမိုကတော့ယူမတက်လောက်တဲ့စိတ်တန်ရာတွေကိုရနေခဲ့ပါပြီအေမိုကပုံမြင်နေတဲ့ရလို့မင်းသမီးလေးကိုမင်းသားလေးတစ်ပတ်လာကယ်လိုက်မယ်ဆိုတော့သူဖတ်ပူးတဲ့ပုံမြင်စာအုပ်တွေထဲရလို့စိတ်ကူးရရင်လိုက်အော်ဟစ်လိုက်နဲ့စောက်တီယာများတွေဖြစ်လို့နေပါတယ်အဲ့ဒီအချိန်ဖမ်းထားတဲ့စပင်းအရှင်တဲ့လူကအခြေအနေကိုလာရောက်ကဲခတ်တဲ့အချိန်မှာတော့အေမိုရဲ့စိတ်ထဲမှာကြောက်ရွံ့မှုတွေအားငယ်မှုတွေဝမ်းနည်းမှုတွေကရင်ထဲကနေလှိုက်တက်လာခဲ့ပါတော့တယ်မျက်နှာကိုအောက်ဆိုင်ကနေရည်လည်းကျလာပြီးရူလာခဲ့ဖို့တန်းတနေမိပါတော့တယ်ထိုအချိန်ရူကတော့ canvas မြို့မှာ Ramlin ရဲ့နိုင်ရန်စေးရေးပကြီးဆွဲအခမ်းအနားကိုပြင်ဆင်ပေးနေခဲ့ပါတယ်လက်ရုပ်တရက်ဆိုသလိုလွန်ခဲ့တဲ့ည canvas မြို့ရဲ့မုတ်ဆေးထဲမှာရူရိုဖွဲ့စူးဖွဲ့ပြီးတော့လက်ရှိတည်ထားသမျှအချက်လက်တွေကိုဆွေးနွေးပြီးဘာဆက်လုပ်ရင်ကောင်းမလဲဆိုပြီးဆွေးနွေးနေကြပါတယ် check it to out he look badass အင်ဂျင်ရဲ့ပုံစံ Ramlin တော့မှလူမားတဲ့အထိအရောက်အထာကျလွန်ပါတယ်ဒါပထမဆုံးအချိန်အင်ဂျင်စပင်ချထားတဲ့ပုံစံမြင်တွေ့ရခြင်းလည်းဖြစ်ပါတယ်တူဝါစာ Candice Watchman series ပြီးတော့ Emo စုံစမ်းမယ်လို့ဆုံးဖြတ်ရတာလည်းမဲ့စုံစမ်းဖို့တော့ခက်ခဲမှာပဲလို့တွေးနေမိတယ် Ramlin ကသူ့ရဲ့အတိတူဝါစာတွေကိုမေးကြည့်ပြီးတော့တူဝါစာ Candice နဲ့ပတ်သက်ပြီးမေးပေးလို့ရပြီမဲ့တခြားအရာမျိုးခုဖြစ်တဲ့ Watchman series တွေနဲ့ Emo ရဲ့တည်နေရာကြတော့ဘယ်ကနေဘယ်လိုစရှာရမလဲဆိုတော့အစဆွဲထုတ်လို့မရဘူးဖြစ်နေပြန်တယ် Rider တွေရဲ့ခေါင်းဆောင်ဆိုဒီကတော့ Emo ရဲ့ဖက်နှက်ကိုယူလာတာဆိုတော့ဆိုဒီကတော့တီးလောက်မဲ့ထင်ပြီးပြောနေချိန်လူတို့ကဆိုရီရဲ့ပုံကိုကြည့်ရတာတိမဲ့ပုံမပေါ်ကြအောင်သူ့အနေနဲ့အခုမှအေမိုဆိုရဲ့နာမည်ကိုကြားဘူးတဲ့ပုံစံမျိုးတွေလုပ်နေအောင်မလို့ဆိုရီလည်းတိလောက်မယ်မထင်ကြအောင်လူတို့ကပြောတယ်အင်းကြီးကလည်းလူတို့ရဲ့စကားကိုကြောင်ရတယ်အေမိုကိုလည်းမမြင်ဘူးမတွေ့ဘူးပဲနဲ့ဘလို့ဖြစ်ပြီးတော့အေမိုရဲ့ဖက်နှက်ကိုယာသွားရလဲဆိုပြီးတော့မေးခွန်းထပ်ထုတ်တဲ့အချိန်မှာရုတ်တရက်ဖူကအနားကိုရောက်လာပြီးတော့ပါ Watchman series ဖက်နှက်ကိုယာသွားတဲ့လူကဂျပါပါဆရာဆိုပြီးတော့လူတို့ရဲ့စကားဝိုင်းထဲကိုဝင်လာပြီးအားရပါရပြောချလိုက်ပါတယ်Rider ရဲ့အဖွဲ့ဝင်ကသူတို့ရဲ့အရှိကိုရုပ်ရက်ရောက်လာတော့အကုန်လုံးကလည်းလန့်သွားကြပြီးတော့အင်ဂျင်ဆိုရင်သူ့ရဲ့လက်နက်နဲ့ချိန်ထားပြီးတော့တာမန်လူဝင်မရတဲ့အကာအကွယ်ခံထားတဲ့မြို့အလွယ်တကူဝင်လာတဲ့ဖူကိုမေးခွန်းများစွာအစာမေးပါတော့တယ်ဖူတို့ကရူတို့ကပါအကြောင်းကုန်ပြီးရုပ်ကြီးဆန်ကဖြစ်နေတဲ့အချိန်မှာ Ramlin ကဒီမြို့မကောင်းတဲ့စိတ်ရှိတဲ့လူတွေဝင်မရဘူးဒီကောင်ဝင်လာနိုင်နေဆိုတာဒီကောင်ကမကောင်းတဲ့စိတ်မရှိလို့ပဲပြီးတော့အေးဆေးလောက်ကြပါအန်ဒီရမရှိပါဘူးဆိုပြီးစိတ်အေးထားမှုနဲ့အချီနေတွေကိုတင်ញင်အောင်လုပ်ပေးလိုက်ပါတယ်ဒီအချိန်ကျမှဖူရောအင်ဂျင်တို့ရောနှစ်ဖက်လုံးကစိတ်အေးသွားရပြီးတော့အင်ဂျင်လည်းလက်ချလိုက်ပါတယ်ကလည်းအင်ဂျင်ကိုသူက rider မဟုတ်တော့တာကြောင့်သူ့ကိုတပည့်အဖြစ်လက်ခံပေးဖို့ပြောပေမဲ့အင်ဂျင်ကတော့ no မရဘူးစေပြက်တော့ညင်လိုက်ပါတယ်အဲ့လိုလေကျွန်တော်က rider အောင်ဖြစ်ခဲ့ဘူးလို့လားကျွန်တော်အဖွဲ့ကထွက်ပြီးပါပြီအခုတပည့်အဖြစ်လက်ခံပေးဆိုပြီးဆက်ပြောရမယ်အင်ဂျင်ကတော့ no ပါပဲဂီတာတော့ဘလူးတို့ကတော့မှအခုမှတွေ့ရကောင်တပည့်ဖြစ်နေဆိုပြီးလာပြောတာမြင်တော့အဲ့လိုနားချမ်းတာပါဆိုပြီးကြောင်ကုန်ကြပါတယ်အင်ဂျင်ကတော့တပြင်းချက်ကြပြီးတော့ပါနဲ့စွာနဲ့ဖူစီကဖြီတွေနှိုက်ထုတ်ပါတယ်ဂျာဘာကဖက်နှက်ကိုရသွားတယ်လို့မင်းပြောရနော်အဲ့ဖက်နှက်ကိုဂျာဘာကဘယ်လိုရလာလဲဆိုတာကိုသိလားဆိုပြီးမေးတော့ဖူကတစ်ချက်စဉ်းစားကအဲ့အချိန်တော့ဂျဘာကဖက်နှက်ယူပြီးပြန်လာတော့သူယူခဲ့တော့ဘယ်သူမှမရှိဘဲနဲ့ Watchman series ဖက်နှက်ကြီးကဒီတိုင်းပန်ရှင်ပြောင်းနေတဲ့ဖက်နှက်လိုမျိုးဘာလူရဲ့ရောင်ကမြင်ခဲ့ရပဲဖက်နှက်ကြီးကယူပြီးပြန်လာခဲ့ရလို့ဘယ်သူနဲ့မှမတိုက်ခဲ့ရတဲ့ဂျဘာဖို့ဒီဖက်နှက်ယူရဲ့တာဝန်ကတရန်ကိုပြင်းဖို့ကောင်းကြောင်းပြောနေတာကိုသူကြားခဲ့ပါလေဆိုပြီးအင်ဂျင်တို့ဖောက်တယ်ပြန်ချပါတယ်လူလိုနဲ့အင်ဂျင်ကတရားမျက်နှာတရားကြည့်ပြီးအေမိုက rider တွေမြောက်ခင်ကလေးကပျောက်သွားတာဖြစ်ကြောင်းသဘောပေါက်သွားခဲ့တယ်ဒါပေမဲ့အေမွန်ဗမာစရှာရမယ်ဆိုတဲ့တင်းလုံးစားမပါတာကြောင့်အေမွန်ရှာမယ်ဆိုတဲ့ကိစ္စမဖြစ်နိုင်သေးကြောင်းအေမွန်သူပေးခဲ့တဲ့ချုပ်ကားတာရှိနည်းနည်းပါးပါးဆက်သွယ်လို့ရမှာဖြစ်ကြောင်းညီးသွားနေုံပဲတက်နိုင်ပါတော့တယ်ဖူကချုပ်ကားဆိုတဲ့အတန်အောင်ကြတော့ချုပ်ကားရဲ့ creator Watchman series တခုကိုပိုင်ဆိုင်ထားပုံရတယ်ဆိုပြီးဆိုတဲ့ပြောခဲ့ဘူးကြောင်းထပ်ပြောပါတယ်အဲဒီချုပ်ကားရဲ့ creator ကိုဒါရှာနိုင်အေမွန်လည်းရှာတွေ့နိုင်ကြောင်းကြံပေးလိုက်ပါတယ်အင်းကြီးကလည်းဒီကောင်ငါတို့နဲ့မရင်းနှီးပဲနဲ့ပါဇက်ကရှိသမျှသတင်းတွေကိုစလိုက်ပြောနေတော့ဖူကိုမယုံသင်္ကာဖြစ်လာပါတော့တယ်အခုသတင်းတွေကိုအားရပါရဖောက်တယ်ချနေတဲ့ကောင်ကငတုံးဖြစ်ရင်မဖြစ်မရလူလိမ်မဲဆိုပြီးထဲမေးလိုက်တော့ဖူကလက်ခါပြပြီးတော့လို့ဆရာကျွန်တော်အမှန်ကြီးပြောနေရပါဗျခင်ဗျားတို့ချခဲ့တဲ့တားရဲကောင် project ဆိုတာကလည်းတကယ်တမ်းချုပ်ကားတွေကို giver ရဲ့စွမ်းနဲ့လှုပ်ထားရလားဆိုပြီးသိကျင်လို့စမ်းသပ်ထားတဲ့စမ်းသပ်ချက်တစ်ခုဖြစ်ကြောင်းဆက်ပြောရင်းနဲ့ငနေသားကျွန်တော်မှတီးသမျှချက်လက်တွေအားလုံးပြောပြပြီးပါပြီကျွန်တော်ခင်ဗျားတပည့်အဖြစ်လက်ခံပေးပါဆရာဆိုပြီးတော့ထပ်တောင်းဆိုလာပါတယ်အဲကြမှာအင်ဂျင်ကလည်းဒီကောင်ကသူ့တပည့်လို့ရှိရင်အခုလိုမျိုးသတင်းတွေကိုဖောက်တယ်ရှားနေတာဖြစ်ကြောင်းနားလည်သွားပါတော့တယ်စိတ်ထဲမှာလည်းဒီကောင်ငပေါ်ကြီးဆိုတာကိုတီးသွားခဲ့ပါတယ်လူတို့ကလည်းသူ့ရဲ့ချုပ်ကားကိုကိုင်းကြည့်ပြီးတော့ဒါတွေက Watchman series နဲ့လှုပ်ထားရလားဆိုပြီးမိကုန်းတွေထပ်မေးနေမိတယ်အင်ဂျင်ကတော့အရာအားလုံးတေချာစဉ်းစားပြီးတော့ငါတို့မှရွေးရစရာမရှိတော့ဘူးကွာဒီတနည်းပဲရှိတယ်ငါတို့သတင်းပေးသမားစီသွားရလိမ့်မယ်ပြီးတော့အကုန်လုံးကိုမေးရမယ်စပွဲဝိုင်းရဲ့လူတွေကလည်းသတင်းပေးသမားဆိုတဲ့အတန်ကိုကြားပြီးတော့လန့်သွားပြီးတော့မင်းယူနေပြီလား
အဲ့လောက်ခရီးဝေးကိုသတင်းနဲ့တီးရဖို့တော့သွားမလို့လားဆိုပြီးသူ့ရဲ့ယူမိုင်းလာတဲ့အကြံဝိုင်းကန်းကောကြပါတယ်ဒါပေမဲ့လည်းအင်ဂျင်ကတော့လူလိုတေချာအောင်မေးလိုက်တယ်မင်းအနေနဲ့ဘာတွေပဲဖြစ်လာရှေ့ဆက်တိုးဖို့ဆုံးဖြတ်ထားဖို့လိုလိုက်မယ်ဆိုပြီးသတိပေးလိုက်ပါတယ်တစ်ဖက်မှာလည်းဇူရဲတို့ရဲ့နေရာမှာဇူရဲကိုသူ့ရဲ့အတင်းသားမကြခင်သတိမင်းသမားစီသွားလိုက်မယ်ဆိုတဲ့စကားနဲ့သူကြီးကန်းတွေကိုအရှင်လက်လက်ဝါးစားနေတဲ့ဇူရဲကိုပြသရင်းနဲ့ဒီ chapter ကိုဒီမှာနေဆုံးသက်ထားပါတယ်သတိမင်းသမားကဘာလို့လဲသတိမင်းသမားဆိုတဲ့အတန်ကိုကြားရတယ်ကလင်နာတွေကဘာလို့လန့်ကုန်ကြရလဲwriter တွေရောကလင်နာတွေကပါဒီသတင်းပေးသမားစီသွားရတော့မယ်ဆိုတော့နောက်ထပ်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာနောက် chapter ရဲ့အကျရင်ရှူစားကြမှာပေါ့ မိုဘိုင်းလေးချက်ကိန်းဆော့ရတဲ့သူတွေအတွက်တည်ကောင်းတစ်ခုပါလိုက်ပြရစေကိုယ်တိုင်ဒိုင်းမွန်းတွေဝယ်ပြီးတော့စကင်ဖောက်ရတဲ့အထက်အစပေါင်းများစွာတက်တိုင်စေပြီးတော့လိုချင်တဲ့စကင်တွေရမယ်ဆိုရင်ယုံပါလားဟုတ်ပါတယ်နားကြမလို့ပါတကယ်ရမှာပါလူကြီးမင်းတို့လိုချင်တဲ့စကင်တွေအစုလိုက်အပြုံလိုက်ရှိနေတဲ့ဂိမ်းအကောင့်ဝင်လိုက်ယုံနဲ့ဂိမ်းစကင်တွေကိုထမင်းဟင်းခုခတ်တယ်လို့အတင်ရမှာပါအဲ့ဒါတွေကို Outran ကိုယ်တိုင်ကစားပေးနေပါတယ်ယုံကြည်စိတ်ချမှုအတွက်စိတ်မှုပွားနဲ့တခုခုအမားယွင်းဖြစ်ခဲ့ရင်အဲ့ဒီအကောင့်ရဲ့တန်ဖိုး 80% အထိပြန်ပေးရပါအကောင့်တိုင်းကလည်းလာရောက်တဲ့သူတွေစီကတတိချာချာလေးစစ်စစ်ဝယ်ယူထားတာမို့လို့ရောင်းသူနဲ့ဝယ်သူကြားအချိန်ကုန်လူပင်ပန်းလဲတက်တာငွေကြီးကုန်ကြရလဲတက်တာစေပါတယ်စိန်ဝယ်ပြီးကိုလိုချင်တဲ့စကင်ကိုရဖို့ဖျားတနေမယ့်အစားဒီလိုကိုလိုချင်တဲ့စကင်ပါတဲ့ဂိမ်းအကောင့်ဝင်လိုက်တာပို့ပြီးတော့တည်ကြတယ်မဟုတ်လားရှင်အသေးစိတ်သိကျင်နေဆိုရင်မိမိအကောင့်ရောင်းချင်တာပဲဖြစ်ဖြစ်ဝယ်ချင်တာပဲဖြစ်ဖြစ် Telegram Channel လေးကိုတော့အပြေးလာခဲ့ပါနော် Channel မှာလည်းနေ့တိုင်း gift away ပေးနေတာမို့လို့ကန်ဆန်းလို့လည်းရပါတယ် link လေးကိုတော့ comment မှာ pin ထိုးပေးထားပါတယ်နောက် chapter ဖြစ်တဲ့ chapter 90ရဲ့ကာဝါမှာဆိုရင်ဆဲမီကိုလုံးဝထင်ထင်ရှားရှားမြင်တွေ့ရမှာဖြစ်ပါတယ်ဆဲမီရဲ့ရှိမှာဆဲမီရဲ့ဖတ်နေကြမဂ္ဂဇင်းတွေနဲ့တန်ရှင်းရေးဖွဲ့ရဲ့စာရွက်စာတမ်းတွေကိုလည်းမြင်ရပါတယ်ဒါတွေကဆဲမီနဲ့တွဲမြင်နေကြဖြစ်တဲ့ကွန်ဘိုတွေဖြစ်တာမို့လို့မထူးဆန်းတော့လို့တော့ပြောလို့ရပါတယ်တကယ်တမ်းထူးဆန်းတာဆဲမီရဲ့နောက်မှာမှန်ကြည့်နေတဲ့ main ကလေးတယောက်အဲ့ဒီ main ကလေးကိုအစတူမီလို့ထင်ခဲ့ပေမဲ့တကယ်တမ်းမဟုတ်ဘူးခိုးရင် chapter အစမှာတော့မြင်ခဲ့ရတဲ့ဆိုင်ကယ်အိုးထုတ်ဆောင်းထားတဲ့မိန်းမဖြစ်နေတယ်ဆိုင်ကယ်အိုးထုတ်ဆောင်းထားတဲ့မိန်းမကို chapter 130ကျော်မှာထပ်ပြီးမိတ်ဆက်ပေးထားတာမို့လို့တိတ်မကြခင်မှာဒီမိန်းမအကြောင်းသိရပါလိမ့်မယ်အခုတော့ခင်ယူနာ chapter 1တွေကို full sharing လုပ်ထားရလို့ပဲတွေးလိုက်ပါမင်းညာအဖြစ်ပြက်တွေဖြစ်ပြီးတဲ့နောက်မှာ Ramlin ရဲ့နိုင်ရစီရေးပတိဆွဲရမယ့်နေ့ကိုရောက်လာခဲ့ပါတယ်လူတို့ကလေးတွေလည်း Ramlin ရဲ့အလုပ်ကိုဝိုင်းကူပေးနေကြပါတယ် Ramlin လည်းသူ့ရဲ့ဂျင်ကီကိုသုံးကမျိုးဆက်တစ်ခုကိုတစ်ခါလာရေးဆဲခွင့်ရှိတဲ့ဒီမျက်နှာချက်ကြီးပေါ်မှာသူ့ရဲ့လက်ရအစွမ်းကုန်ဆွဲပြနေပါတယ်မျိုးလူမျိုးသားတွေကလည်း cop ရဲ့ဂျင်ကီအမွေဆက်ခံသူဖြစ်တဲ့ Ramlin ကို spare caster အသစ်အစွမ်းပြနေပြီဆိုတဲ့သတင်းနဲ့သူအားလုံးနဲ့လာကြည့်ကြပါတယ်ရေးဆွဲလို့ပြီးရတဲ့အချိန်မှာအကာရံဖယ်ထုတ်လိုက်တဲ့အချိန်ရေးဆွဲထားတာအမှုပညာအမြောက်လုံးတော့ကြီးစုသူတွေလည်းအံ့ဩမင်းသက်ကုန်ကြပါတယ်ဒီလိုနဲ့ spare caster မျိုးအဆက်ဆက်လက်ဆင့်ကမ်းလာကြတဲ့ဒီမျက်နှာချက်ပေါ်မှာ Ramlin နဲ့အောင်မြင်နဲ့ရေးဆွဲပြီးသွားရင်မို့လို့ Ramlin ဟာ canvas မျိုးရဲ့ spare caster အသစ်အဖြစ်တရားဝင်သတ်မှတ်ခြင်းကိုလည်းခံလိုက်ရပါပြီအော်ဒါနဲ့လမ်းကြုံပြောရအောင်မယ်။ဂါရှာဦးတော့ဖန်တီးပေးရလို့2ယောက်ရှိပါတယ်။ပုံမှန်ကတွေကိုလူ2ယောက်ကိုင်းတဲ့အခါ art ဘိုင်းကိုတယောက်ကဆွဲပြီးတော့ story ဘိုင်းကိုအခြားတယောက်ကိုင်းတွေလေးရှိတယ်။ဂါရှာဦးသားကလည်းကိုင်းတူ2ယောက်ဆိုပေမဲ့အဲ့လိုလုံးဝမဟုတ်ဘူး။ခင်ယူနာလို့ခေါ်တဲ့လူက art ဘိုင်းရော story ဘိုင်းရောသူပဲကိုင်းတာ။ဒါဆိုရင်ခြားလူကကိုင်းကြမရှိတော့ဘူးလေ။ဂါရှာဦးသားရဲ့ထူးခြားချက်ကအခုမှစတာပါ။ဂါရှာဦးသားရဲ့နိုင်ရစီးပကြီးတို့ကနုတ်ပိုင်း graphic design မှာ Hideyoshi Ando လို့ခေါ်တဲ့လူကကိုင်းတာပါ။အတန်တော့မှန်တော့ငါလည်းမသိဘူး။ခင်ဗျားတို့မြင်ဘူးနေကြတတူးဒီဇိုင်းတွေအခုလိုပုံဒီဇိုင်းတွေဆိုတာဒီဘဲရစ်လက်ရတယ်ပါပဲအလေပြောရရင်အာသာခင်ယူရနာသူကဇလန်ကိုသူနီးသူဟန်နဲ့ချက်ပြုတ်ထားတယ်ဟီဒယိုရှိအန်ဒူလို့ခေါ်တဲ့ graphic designer ကဂါရှာကူတာကိုသူ့ရဲ့ graphic design ဆိုတဲ့အမွှေးကြိုင်နဲ့ဒီဂါရှာကူတာဆိုတဲ့ဟင်းကိုပို့ပြီးတော့ရတာရှိအောင်ဝိုင်းချက်ပေးဒါကအမှုပညာပေါ်အမှုပညာထပ်ပေါင်းဆက်ခြင်းပါပဲအာသာတယောက်ကသူ့ရဲ့ဇလန်ကိုပို့ပေါ်ပေါအောင်ဆိုပြီး graphic designer ကိုတီးတောင်ငှားပြီးအလုပ်တွဲလုပ်တယ်ဆိုတာခုလူတို့အတွက်ပထမဆုံးကြားဘူးတာဖြစ်နေဖြစ်ကောင်းဖြစ်နိုင်ပါတယ်Instagram မှာ Hideyoshi Ando လို့ရိုက်ရှာပြီးတော့ဒီဘဲရဲ့လက်ရတွေကိုတွားရောက်စူးစမ်းလို့ရပါတယ်။ဇလန်ကိုပြန်ဆက်ရရင် Ramlin ရဲ့ပတိခန်းသားကိုကူပေးပြီးမို့လို့ရှောင်ထွက်လာတဲ့လူတို့တစ်ချိန်လုံးဘေးကနေစောက်ကြည့်နေတဲ့အင်ဂျင်ကသူ့ရဲ့အတင်းသားတွေပြောစင်နေတာဝမ်းသာပြီးဖြစ်နေတဲ့အပြုံးနဲ့တော်တယ်ကွာ Ramlin ကူညီပေးခဲ့တာပျော်ရလားဆိုပြီးမေးလိုက်ပါတယ်။လူတို့ကလည်းဇန်ကပြောခဲ့တဲ့စကားတွေကိုပြန်လည်ကြားရအောင်ရင်ဇန်ကအခုလိုမျိုးတုံးမပေးခဲ့ရင်ဒီလိုခံစားချက်မျိုးကိုဘယ်တော့မှခံစားရမယ်မထင်ကြအောင်ပြောပြလာပါတယ်။လူတို့ရဲ့အရင်ဘဝဖြစ်တဲ့ Heaven မှာဆိုရင်စစ်စစ်ရဲနဲ့ရာဆွေသားဆိုပြီးတော့ရွယ်သူတွေရဲ့ရှောင်ခြင်းကိုခံခဲ့ရပါတယ်။သူ့ရဲ့တဝူးတီရောတငယ်ချင်းဖြစ်တဲ့ချီဝါကိုလည်းချီဝါရဲ့မိယာလူလူနဲ့အမြဲတမ်းဝေးနေဖို့မှားတာမို့လို့ချီဝါနဲ့တုံးရတော့မှဒီလောက်ထိစစ်မှန်တဲ့နျူထရီရဲ့ခံစားချက်ကိုမခံစားဘူးဆိုတာသိတာပါတယ်။အခု Abyss ကိုရောက်မှာပဲကလေးနဲ့ပုံဆွဲလိုက်အချင်းချင်းကူညီလိုက်ဆော့လိုက်နဲ့အခုမှတငယ်ချင်းဆိုတဲ့အဓိပ္ပာယ်ကိုနားလည်လာတဲ့ရူရူဖို့ဒီအချိန်လေးကတားကိုတန်မိုးရှိနေမယ်ဆိုတာအမှန်ပါပဲ။အင်းကြီးကရူရူပြောတာကိုနားလဲတာမို့လို့မင်းဒီမှာနေရတာပြောရဲဆိုတော့ဒီမှာပဲတော်တော်နေသွားတော့မှလားဆိုပြီးမေးလိုက်တယ်။ဒီခံစားချက်တွေနဲ့ဒီမှာနေရတာကိုသိကြပေမဲ့ကျွန်တော်အသိကိုထားခဲ့ရလိမ့်မယ်ကျွန်တော် Watchman series တွေကိုရှားရအောင်မယ်အေးမုံလည်းရှားရအောင်မယ်သတင်းပေးတမကိုလည်းဆက်သွယ်ရအောင်မယ်အခုမေးရရှိရဲဆိုပြီးအင်ဂျင်ကိုရှေ့ဆက်ရှောက်မဲ့ခီးလမ်းမှာသူ့ကိုကူညီပေးနိုင်မလားဆိုပြီးမေးလိုက်ပါတယ်
အင်ဂျင်ကလည်းရူရိုဆက်စားတွေ့ခဲ့တဲ့အချိန်တွေကိုပြန်အမှတ်ရသွားရင်နဲ့အရင်ကတင်းတန်းရူရိုစီကနေအခုလိုနူးညံ့တဲ့စကားတွေထွက်လာတော့ပြုံးမိပြီးတော့ဒါရူရိုတစ်စီကကြားရတဲ့စကားမလို့ဝမ်းသာအထက်တောင်ပိုးပါတယ်ကွာဆိုပြီးတော့ရူရိုရဲ့တောင်းဆိုချက်ကိုကြည်ကြည်နက်နက်ကြီးကိုလက်ခံလိုက်ပါတယ်ဒီမြင်ကွင်းတစ်ခုလုံးရဲ့နိုင်ရတဲ့နောက်ကနေချောင်းကြည့်နေတဲ့ဖူကတော့သူ့အောင်တပည့်အဖြစ်လက်မခံတဲ့အင်ဂျင်ကရူရိုပြောတာကိုကြတော့နှစ်ခါမစင်စားပဲတန်းလက်ခံလိုက်တဲ့အင်ဂျင်ကိုကြည့်ပြီးတော့မင်းကရန်ကောင်နဲ့ရူရိုရဆိုပြီးအားကြနေပါတယ်ဟိုနှကောင်ကလည်းကြောင်သွားပြီးတော့ဒီကောင်ခုထိလိုက်လာနေတော့မဲလားဆိုပြီးတော့မေးလိုက်တော့ဆရာရဲ့နောက်ကိုတပည့်ဆိုတာအမြဲတမ်းလိုက်ရလေဆိုပြီးပြန်ပြီးတော့အင်ဂျင်ကငါမင်းတစ်ခါမှတပည့်အဖြစ်လက်မခံရသေးဘူးလေဟာဆိုပြီးစိတ်ထဲမှာတွေးနေမိပေမဲ့လည်းဒါပေမဲ့လည်းအင်ဂျင်ကဖူကိုသူတို့ရဲ့ရန်သူဖြစ်တဲ့ရိုက်တာဟောင်းလည်းဖြစ်တယ်သတင်းကိုလည်းလွယ်လွယ်နှိုက်လို့ရတယ်တနေ့နေ့အချိန်ချင်းမှာအသုံးဝင်လာနိုင်တာမို့လို့ဖူကိုမင်းအနေနဲ့ကလင်နာအဖွဲ့ရဲ့ဝင်ခြင်းငါရဲ့တပည့်ဖြစ်ခြင်းငါတို့ရဲ့ယုံကြည်မှုရအောင်တစ်ခုလှုပ်ပြလိုက်မယ်ဆိုပြီးကမ်းလှမ်းလိုက်ပါတယ်ဆိုလိုတာကတော့ဖူကသူတို့အတွက်အသုံးဝင်ကြအောင်ပြနိုင်တဲ့အချိန်ကျရင်ကလင်နာအဖြစ်လက်ခံပေးမယ်ဆိုတဲ့သဘောပါပဲထို့အချိန် Q ခါတို့ Hacker အဖွဲ့ကလင်နာရုံးကျောကနေပြီးတော့စကန်ကိုပြန်လာနေတဲ့လမ်းရဲ့တထောက်တနေရာရှုံ့ရိုင်းထဲမှာတခုကစောက်ကြိုလို့နေပါတယ်အဲ့ဒီကြာရှားရအမှုပဲနဲ့လူတို့ပြန်ပေးဆွဲခဲ့ဘူးတဲ့နှင်းချောသီးစကိတ်သမားခွန်စာပဲဖြစ်ပါတယ်ခွန်စာကရှုံ့မေထဲမှာသူ့ရဲ့ဂျင်ကီဆွမ်းနဲ့အထားကြကြရက်နေပြီးတော့ Q ခါတို့ Hacker တွေတော်တော်များများအဆမ်းမရှိတဲ့တာမန်လူတွေဖြစ်တာကြောင့်မင်းတို့လိုအဆမ်းမရှိတဲ့တာမန်လူတွေကငါတို့လိုကေဘာတွေကိုဘယ်တော့မှရှင်းနိုင်မှာမဟုတ်ဘူးဆိုတာရှုံ့မြေထဲကနေ Q ခါရှိရဲ့နေရာအချိန်နဲ့ပြေးဝင်သွားပါတယ်ခင်ဗျားတို့နားလည်အောင်ပြောရရင်ကလင်နာဆိုတာမြို့တတော်ကြီးတွေရန်ကနေကာကွယ်ပေးနေရတဲ့လူဖြစ်ပြီးတော့ Hacker ဆိုတာမကောင်းတဲ့လူတွေဖြစ်တဲ့တခိုးချပူးလိုကောင်းတွေကိုအနုနီးတယ်မကပဲအကျန်းနီးနဲ့ပါမြို့ရင်းချင်းတွေကိုစောက်ရှောက်နေတဲ့လူတွေပါအဲ့ဒါကြောင့်ကလင်နာတွေကိုမြို့ရဲ့အပြင်ဘက်ကနေရန်ကာကွယ်ပေးနေတဲ့စစ်သားတွေလို့တွေးထားလို့ရပြီးတော့ Hacker တွေကိုတော့မြို့အထက်အန်ဒီရဲတွေကိုကာကွယ်ပေးနေတဲ့ရဲတွေလို့အလွယ်သတ်မှတ်ထားလို့ရပါတယ်လူတွေကိုတများတိုက်စားနေတဲ့ Rider တွေနဲ့ Hacker တွေဆိုတာတခိုးတများနဲ့ရဲတွေလိုပါပဲဇလန်းကိုပြန်ဆက်ရရင်မင်းတို့လိုစွမ်းအားမရှိတဲ့လူတွေကငါတို့ရှင်းနိုင်မှာမဟုတ်ဘူးဆိုပြီးပြေးဝင်လာတဲ့ကွန်စာကိုဖြုတ်ခါမင်းတို့လိုစွမ်းမရှိပေမဲ့မင်းတို့ထပ်ပူစွမ်းတဲ့အရာငါမှရှိရဆိုတဲ့သဘောနဲ့တနက်တက်လက်ကိုအမြန်ထုတ်ကဘန်းဆိုပြီးအဝေးကနေပဲလှမ်းပစ်လိုက်ပါတယ်ပြေးဝင်လာတဲ့ကွန်စာကတော့ရင်ဘက်ကိုထုတ်ချင်းပေါက်သွားပြီးတော့ပြေးဝင်လာတဲ့အချိန်ကျဟန်ချက်ပြက်ပြီးလဲကျသွားပါတယ်ကွန်စာဟန်ချက်ပြက်သွားတဲ့တပြိုင်နက်ဘေးက Hacker တွေကလည်းတပြိုင်နက်ဝင်ကျုံပြီးတော့ Rider အောင်ကွန်စာကိုထိမ့်သိမ်းလိုက်ကြပါတယ်စွမ်းရှိလာပြီးကီဘာဖြစ်လာတဲ့ကောင်တော်တော်များများအစွမ်းမရှိတဲ့လူတွေကိုအထင်သေးအိုင်တက်စီးနှင်းလှုပ်ချင်ကြတယ်တော်တော်လေးအမြင်ကပ်ဖို့ကောင်းကြောင်းသူ့အနေနဲ့ giver တွေကိုဘလောက်မုန်းကြောင်း Q ကပြောပါတယ် Q ခါရဲ့မောင်လေးကိုကခွန်စာကိုစစ်ဆေးပြီးရဲ့နောက်သူ့မှာ rider သိမ့်မတက်ထားတာကြောင့်သူ့အနေနဲ့ rider မဟုတ်တော့ပဲဒီအတိုင်းသောသားသက်ဖြစ်ကြောင်းအစီရင်ခံတော့ Q ခါသူ့အနေနဲ့ဘာပဲဖြစ်ဖြစ်သူ rider လုပ်ဘူးတာပဲမို့လို့သူ့အနေနဲ့ rider ရဲ့ခေါင်းဆောင်ကြောင့်တခုခုတော့တိလိုက်မယ်ထိန်းထိန်းထားလိုက်ဆိုပြီးအမိတ်ပေးလိုက်ပါတယ်Hacker တွေခွန်စာကိုတရွတ်တိုက်ဆွဲခေါ်သွားတဲ့ပုံကိုကြည့်ပြီးတော့သူတိမ်မုံနဲ့ giver အဖြစ်ပြောင်းလဲသွားတဲ့သူ့ရဲ့မောင်ငယ်ဆုံးဇန်ကအကြောင်းတွေးမိပြီးတော့ဇန်ကရာအဲ့အကြောင်းမင်းကို giver မလုပ်ဖို့တားခဲ့တာမဟုတ်ရင်မင်းလည်းသူတို့လိုပြော့ညံ့ပြီးတော့ပစ္စည်းတစ်ခုတည်းပဲမိကိုနဲ့လူညံ့နေဖြစ်သွားတော့မှာဆိုပြီးမာနမ3ယောက်ဖြစ်တဲ့ Q ခါဂူကာနဲ့ဇန်ကတို့3ယောက်မှာ Hacker တွေဖြစ်တဲ့ Q ကာနဲ့ဂူကာဇန်ကကိုအထင်သေးပြီးတော့လူညံ့လို့သတ်မှတ်ထားတာကိုပြသရင်နဲ့ chapter 90ကိုလည်းဒီမှာအဆုံးသတ်ထားပါတယ်စွမ်းအမြင်ကိုပြောရရင် Q ကာရဲ့စကားအမှန်တယ်လို့ထင်ပြီးတယ်လူတယောက်က giver ဖြစ်သွားရင်သူ့ရဲ့စွမ်းအောင်ပဲအချိန်ပြည့်အားကိုးနေရတာအဲ့ဒီပစ္စည်းကသူတို့ရဲ့တစ်ခုတည်းတော့မိခိုရာဖြစ်နေရဲ့အဲ့ဒီအရာ giver တွေကိုအားနေချက်ဖြစ်သွားစေရဲ့ Hacker တွေမှာဆိုရင်ဘာမှမမိခိုတန်မာဖို့အတွက်သူတို့ရဲ့ body ကိုတင်တန်းကြောင်းကနေစပြီးတော့အခုချိန်ကြီးလေ့ကျင့်ထားတာအဲ့ဒါကြောင့် speed strength durability refreshing လို့ခေါ်တဲ့တိုက်ခိုက်ရေးပိုင်းမှာတော်တော်အားတာပြီးတော့ giver တွေကကြတော့ power ပိုင်းမှာအားတာကြတယ်တကယ်တမ်းချရင်လိုအပ်တဲ့ strength တွေ durability တွေကမလေ့ကျင့်ထားတော့တကယ်တမ်း Hacker တွေနဲ့ giver ရှင်းကြည့်လိုက်တဲ့အခါကျရင် Hacker တွေကပိုတန်မာတာကိုတွေ့ရလိမ့်မယ်နောက်ပြီး password to win a fight လို့ခေါ်လို့ရတဲ့တနက်တွေကိုလည်း giver တိုင်းဒီပါကိုင်းဆောင်ထားတာမို့လို့ဘယ်ကောင်းလာတာ easy ရှင်းလို့ရပါတယ် giver ထဲမှာတနက်ကိုင်းတာဆိုတော့ Rio တယောက်ပဲရှိပါတယ်ဒါတော့မှအိတ်တနက်ကိုအင်ဂျင်ကလူမတက်ရဆိုတဲ့စီးမြင့်ကိုထုတ်ပြီးတင်းတင်းကြပ်ကြပ်သားမြင်ထားတာမို့လို့ Rio အနေနဲ့တနက်3ရင်တော့မှတေစီနိုင်တဲ့ချက်ကောင်းတွေကိုပြစ်ခွင့်မရှိပါဘူးကဲဒီနေ့ဗီဒီယိုကဒီလောက်ပါပဲဗီဒီယိုလေးကိုကြိုက်ရင် like ပေးပြီးတော့ဒီလိုကာရှီယာကုသဗီဒီယိုတွေကိုဆက်ကြည့်ရင် subscribe ဖို့လည်းမမေ့ပါနဲ့ကျွန်တော်ကတော့ဘာဖြစ်ဖြစ်ကာရှီယာကုသကိုဆက်တင်နေအောင်ပါပဲ